န်နာလေးတွေဟာကဘာပေါ်မှာအချစ်ရဆုံးတိရစ္ဆာန်လေးတွေပါသူတို့အတွက်တော့တစ်ပင်တက်တာဟာအကြိုက်ဆုံးဝါသနာတစ်ခုပါပဲဒါပေမဲ့ပြဿနာကသူတို့ဟာတစ်ပင်ကိုတက်တဲ့အခါအရန်ကိုယုံကြည်မှုအပြည့်နဲ့တက်သွားတတ်ကြတာပါပြန်ဆင်းရမယ့်အချိန်ကြတဲ့အခါကျတော့မှတစ်ပင်ကိုတစ်ခါမှမမြင်ဘူးတလို့မျိုးရုတ်တရက်ဦးကြောင်ဖြစ်သွားတတ်ကြပါတယ်တခါတလေကြရင်အပေါ်မှာပိတ်မိနေပြီးကြောက်သွားတာမျိုးရှိတယ်လို့ဖွာလန်ကျဲနေတဲ့မုံလုံးလေးတွေလိုပဲတစ်ပင်ပေါ်ကနေတရွတ်တိုက်ချော်ကြလာတတ်ကြပါတယ်ဒါကြောင့်လဲပန်နာတွေကိုစောက်ရှောက်ပေးတဲ့သူတွေကအမြဲတမ်းစိုးရိမ်နေကြရတာပါဒီနေ့မှာတော့ပန်နာကလေးနှစ်ကောင်ဟာတစ်ပင်ပေါ်ကိုတက်သွားပြီးပြန်ဆင်းဖို့ညှင်းဆန်နေပါတယ်ပြန်ဆင်းတက်အောင်တင်ပေးတာထက်တစ်ပင်ပေါ်ကနေပြုတ်ကျသွားမှကိုစောက်ရှောက်သူတွေကပိုစိုးရိမ်တာကြောင့်သူတို့ကိုကူညီဖို့လှေကားကိုယူလာပေးခဲ့ပါတယ်ပန်နာကလေးတစ်ကောင်ကတော့ခေါင်းမှာပါတယ်စောက်ရှောက်သူအနားရောက်သွားတဲ့အခါသူကကိုယ့်ဘာသာကိုပြန်ဆင်းလာပြီးငါဆင်းတက်ပါတယ်လို့ပြောနေတယ်လို့ပါပဲစောက်ရှောက်သူကလည်းစူးစမ်းကြည့်ဖို့အခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့ဒီကလေးကနာကျင်စရာကောင်းတော့အောင်ဖြင်းညင်းလုံးပြီးတလန့်ချင်းစီပဲဆင်းနိုင်ပါတယ်နောက်ဆုံးမှာတော့စောက်ရှောက်သူကစောင်းရတာပြင်းလာတဲ့အတွက်လက်ထဲကိုပဲပွေ့ချလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဒုတိယပန်နာကလေးကတော့တကိုင်းပေါ်မှာသူ့ပိုင်းတဲ့နေရာလိုမျိုးတည်ငြိမ်စွာထိုင်နေပါတယ်စောက်ရှောက်သူကသူ့ကိုလှမ်းဖမ်းတဲ့အခါမှာတော့ဒီဆိုးသွန်းလေးကခက်မြက်မြက်လေးတွားသွားပြီးရှောင်နေပါသေးတယ်အောက်မှာနောက်ထပ်စောက်ရှောက်သူတယောက်ကလည်းသူ့ကိုဖမ်းဖို့စောင့်နေပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ကောင်လုံးမြေပြင်ပေါ်ကိုဘေးကင်းစွာရောက်ရှိသွားခဲ့ပါတယ်ကြည့်လိုက်ရင်ချစ်စရာကောင်းတယ်လို့ထင်ရပေမဲ့ဒီချစ်စရာကောင်းတဲ့အခိုက်အတန့်လေးတွေနောက်ွယ်မှာတော့ပန်နာကလေးတွေဘေးကင်းစေဖို့အတွက်အမြဲမပြတ်စောက်ရှောက်ပေးနေတဲ့စောက်ရှောက်သူတွေရဲ့ကြိုးပမ်းချက်တွေရှိနေတာပါ